ဇက်လိုက်ဖြစ်သူတန်ဂျီရိုကာမာတိုဟာမြို့ထဲကိုမီးသွေးသွားရောင်းဖို့အတွက်သူ့မိသားစုကိုထားခဲ့ပြီးထွက်လာခဲ့ပါတယ်။သူပြန်ရောက်တဲ့အချိန်မှာတော့သူ့မိသားစုတစ်ခုလုံးဟာမိစ္ဆာရဲ့တိုက်ခိုက်ခြင်းကိုခံရပြီးအသက်ခံထားရတာကိုတွေ့လိုက်ရပါတယ်။တခုတည်းသောမျှော်လင့်ချက်အသက်ရှင်ကျန်ရည်သူဆိုလို့သူ့ရဲ့ညီမလေးနီဇူကိုတယောက်ပဲရှိပါတော့တယ်။အလှည့်အပြောင်းတန်ဂျီရိုဟာနီဇူကိုကိုဆေးကုသပေးနိုင်ဖို့တောင်အောက်ကိုပိုးလာခဲ့ပေမဲ့နီဇူကိုဟာမိစ္ဆာတိုက်ခိုက်မှုကနေတဆင့်ကူးဆက်ခံရပြီးမိစ္ဆာအဖြစ်ပြောင်းလဲသွားကတန်ဂျီရိုကိုပြန်လဲတိုက်ခိုက်ပါတော့တယ်။ဂီယူတိုမီအိုကာနဲ့ဆုံတွေ့ခြင်းထိုအချိန်မှာပဲမိစ္ဆာတပ်အဖွဲ့ဝင်တယောက်ဖြစ်တဲ့ဂီယူတိုမီအိုကာရောက်ရှိလာပြီးနီဇူကိုကိုခေါင်းဖြတ်တက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့တန်ဂျီရိုကကြားဖြတ်တားဆီးပြီးသူ့ညီမလေးရဲ့အသက်ကိုချမ်းသာပေးဖို့တောင်းပန်ခဲ့ပါတယ်။ဂီယူဟာတန်ဂျီရိုရဲ့ပျော့ညံ့တဲ့စိတ်ပိုင်းဖြတ်မှုကိုဒေါသထွက်ခဲ့ပြီးနီဇူကိုကိုဓာတ်နဲ့ထိုးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တန်ဂျီရိုကသူ့ကိုပြန်လေတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး